ငွေလက်ရှင်စီဖို့နဲ့အေးချမ်းစီဖို့အတွက်အလွယ်ကူဆုံးပြုလုပ်လို့ရတဲ့နည်းလေးတစ်ခုကြောင်းကိုမဆာဒီနေ့မျှဝေမယ်နော်လူတိုင်းကစိတ်ညစ်ညူမှုတွေစိတ်မချမ်းသာမှုတွေပူပင်သောကတွေကိုခံစားနေရတဲ့အချိန်မှာတာယာအေးချမ်းတဲ့ဂီတအတန်ကိုကြားလိုက်ရရင်မိမိရဲ့ပူပင်သောကတွေပြေပြောက်သွားပြီးတော့ပျော်ရွှင်ချမ်းမြေ့ခြင်းကိုခံစားရတတ်တယ်ဒီလိုပါပဲအဲ့ဒီတူရိယာတွေကပလွေးဆိုတဲ့အရာလေးကမိမိတို့ရဲ့လက်တွေ့ဘဝအခက်ခဲကိုပြေပြောက်စေနိုင်တဲ့စွမ်းအင်လေးတွေဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းရှင်းပြမယ်နော်မိမိလောက်ကင်တဲ့လုပ်ငန်းခွင်အတွင်းမှာအောက်လက်ငယ်သားတွေတော်လန်တာတွေမိမိပြောတဲ့စကားတွေအလုတ်ထဲမှာအစ်စ်မပြေတာတွေဒီလိုဟာမျိုးကြရင်လည်းဒီနည်းလေးသုံးလို့ရတယ်နောက်ပြီးတော့မိမိရဲ့အချစ်ဆုံးမိသားစုတွေအတွင်းနော်လုပ်ငန်းခွင်အတွင်းမှာသစ္စာဖောက်ခံတယ်လို့မျိုးအဖြစ်ပြက်မျိုးတွေကြုံတွေ့ရတာတွေအလိုလိုနေရင်ဘေးပတ်ဝန်းကျင်ကမကောင်းတဲ့တင်လွှင့်တာတွေဆွဆွဲပုတ်ခတ်စော်ကားတွေခံစားရတဲ့အချိန်တွေနောက်အလိုလိုနေရင်ကျမ်းမာရေးညံ့တယ်အိတ်တဲ့အချိန်မှာကောင်းကောင်းစိတ်အေးချမ်းသာစွာအိတ်လို့မရဘူးနောက်တစ်ခါဝင်ငွေနဲ့ထက်ငွေတွေညီမျှတာတွေမညီမျှဘူးလို့ခံစားလာရတဲ့ဒီလိုအဖြစ်ကလေးတွေခံစားလာရပြီဆိုရင်မြန်မြန်ဆန်ဆန်နဲ့ဖြည့်ရှင်းနိုင်ပြီးတော့လက်လာပါကိုရှင်လန်းစီတဲ့ပလွေရရလေးအကြောင်းကိုမဆာပြောပြမယ်နော်ဖះဆောင်ထဲမှာရှိတဲ့မှုတ်လို့ရတဲ့နော်ဝါးနဲ့လှုပ်ထားတာဖြစ်စေသသားနဲ့လှုပ်ထားတာဖြစ်စေတန်ကြီးဒါတွေနဲ့တမျိုးမျိုးနဲ့ပြုတ်လှုပ်ထားတဲ့ပလွေနှစ်ချောင်းကိုဝယ်လိုက်ပေါ့နော်ဒီပလွေမှုတ်တဲ့မှုတ်ဗစက်နဲ့မှုတ်တဲ့အနားမှာရှိတဲ့အဲ့နေရာနားမှာအနီရောင်ဖဲချိုးလေးတွေကိုချီနှောင်မှာဖဲပြားပုံလေးတွေချီပေါ့နော်ဒီချီနှောင်ထားတဲ့ပလွေကိုလင်မန်းနဲ့ထည့်ပြီးတော့နေရောင်မှာမနက်နေရောင်မှာတစ်ခါပြရမယ်ညပိုင်းလအလင်းရောင်ရှိတယ်လရောင်မှာလည်းပြရမယ်အဲ့ပလွေလေးတွေကိုနေရောင်လရောင်ပြထားတဲ့ပလွေတွေကိုအနီရောင်ဖဲချိုးလေးတွေနဲ့ချီနှောင်လိုက်ချီပြီးတော့မိမိကချိတ်ဆွဲမယ်အခါကျရင် तू ကဒီပလွေမှုတ်တဲ့အပေါက်ကိုအောက်ဘက်ကိုထားပြီးတော့ဆောင်းလေးနဲ့ချိတ်ရတယ်နော်ကဲချိတ်တဲ့နေရာမှာကိုကအလုံးမှာစီးပွားတွေလက်လာပါရှင်ကျင်တယ်ဆိုရင်မိမိလောက်ကင်တဲ့အလောက်ကစပွဲကောင်တာနောက်ငွေတွေစာချုပ်စာတမ်းတွေထားတဲ့နားမှာအဲ့ပလွေကိုချိတ်ရမယ်နော်အကယ်၍မိမိကအိမ်မှာအေးချမ်းခြင်းနဲ့အလုပ်မှာအေးချမ်းခြင်းနဲ့ဆိုရင်အိမ်ဒီအလုပ်ရဲ့ဧကန်းမှာဒီဘလူးချိတ်ရမယ်နော်နောက်ပြီးကြတော့အိမ်တွင်းမှာအပူတွေများနေတဲ့အိမ်ထဲကမိသားစုတွေမတည့်ဘူးအလုပ်ထဲကအလုပ်သမားချင်းတွေမတည့်ကြဘူးအလုပ်ရောက်တာနဲ့စိတ်ဖိစီးမှုတွေအိမ်ပြန်ရောက်တာနဲ့စိတ်ဖိစီးမှုတွေဒါတွေအများများတယ်ဆိုရင်အလုတ်ကအိမ်ရဲ့ထုတ်တန်းတဲ့အနည်းဆုံးနေရာမှာဘလူးချိတ်ဆွဲရမယ်နော်ဇနီးမောင်နှံနေကြမှာချစ်ချင်းမြတ်တာတွေတိုးပွားလိုချင်တယ်ဆိုရင်တော့မိမိအိတ်ခမ်းအိတ်တဲ့အိတ်ရခေါင်းရင်းဘက်အချမ်းမှာဘလူးကိုချိတ်ဆွဲရမယ်နော်ကဲအလွယ်ဆုံးဖြစ်တဲ့ဘလူးလေးတွေဝယ်ပြီးတော့မိမိကလက်ရှင်ချင်းအလုံးမှာအသုံးပြုပါနောက်မိသားစုအိမ်တွင်းရေးမှာချစ်ချင်းမြတ်တာတိုးပွားပြီးအိမ်မှာလက်ရှင်ကျင်တယ်ဆိုရင်တော့အိမ်မှာချိတ်ဆွဲပါနော်ကဲဒီနေ့မဆာကတော့အလွယ်ကူဆုံးပြုလုပ်ရတဲ့ဘလူးနဲ့ပတ်သက်တဲ့လက်လာပါရှင်စေပြီးအေးချမ်းစေတဲ့အကြောင်းမျှဝေတာဖြစ်ပါတယ်မဆာရဲ့ channel လေးကိုလည်း follow like share subscribe လေးတွေပြုလုပ်ပေးပါနော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်